ဒီဘက်ကကျွန်တော်တို့အဲ့တော့တရားလုပ်တယ်ဆိုတာမတွေးနဲ့လုပ်တာမဟုတ်ဘူးအဲ့ဒီအတွေးတွေကမင်းမှားနေတယ်မင်းကပြောချင်တယ်မြတ်စွာဘုရားကပညာဆိုမင်းကအဝိဇ္ဇာတဏဥပါဒဏ်တွေလောဘဒေါသမောဟတွေနဲ့မင်းပြဿနာတွေရှုပ်နေတာမင်းကရှင်းမထုံနိုင်ဘူးအဝိဇ္ဇာပြည့်စရာသင်္ခါရတွေဖြစ်နေတာဒီအတွေးကမင်းအမှန်တခုမြင်အောင်ကြည့်ပြီးမင်းဘဝဆိုတာဘာလဲဘဝဆိုတာမြင်ကြမ်းတဲ့တရားမင်းဘဝပဲပြောချင်တာမင်းဘဝဆိုတာလူတိုင်းဘဝအကုန်တူပြီးပဲ natural gift ကတူမြေကြီးပေါ်တစ်ပင်နေစိုက်တယ်မြေကြီးကအကုန်တူပေးတာမျက်နှာမလိုက်ဘူးသဘာဝကြီးကကျွန်တော်တို့ကုသိုလ်တောင်လူသားတယောက်ဖြစ်လာအကုန်တူတူပေးတာမြင်ကြမ်းတဲ့ထိအတွေးပဲပြဿနာတဲ့ကျွန်တော်တို့ကဒီဟာတခုအဲ့လိုဖြစ်နေတာအဲ့တော့အခွင့်အရေးတွေအကုန်ပေးထားတာအခုမျက်စိပွင့်လှမ်းကြည့်ဘယ်သူမှရှော့မြင်တာပိုးမြင်တာဘယ်သူမှမရှိဘူးအကုန်တူတူမြင်တာနောက်ကတွေးတဲ့ဟာဒါအကုန်ရှောက်တွေးတာမြင်တဲ့ဘောသူအလိုကြရင်တမျိုးအလိုမကြရင်တမျိုးအပိုးလိုတဲ့နောက်ကအတွေးရဖြစ်တယ်ပြောချင်တာဒီမြင်ကြမ်းနံစားမှာအပိုးလည်းမရှိဘူးအလိုလည်းမရှိ 100% အပြည့်ရတယ်ကို100% အပြည့်ရခဲ့တယ်လို့စိတ်ထဲထင်ဘူးလားစံဝဲဖြာတရားရခဲ့ဘူးလားကို100% ဆိုဘယ်သူမှအဲ့လိုမစင်စား complete ဖြစ်နေရလို့ဘယ်သူမှမစင်စားမျက်စိက complete ပဲနားက 100% အကုန်ရှိတယ်9နေရာရှိမနှောရတာလေမနှော edit လဲလုပ်တယ်နော်နှုတ်လဲနှုတ်တယ်ပြော minus နဲ့ plus နဲ့ positive negative တွေကအလကားလျှောက်ပြောဒီ positive negative တွေပြောနေ edit လုပ်တယ် subtract လုပ်တယ်ပြောချင်တာ addition လုပ်တယ် reduction လုပ်တယ်ဆိုတာနောက်ကလုပ်တယ်ပြောချင်တာကျွန်တော်တို့ကအထင်ကြီးတယ်အထင်သေးတယ်အကုန်လောကဒါပဲအစွန်းတစ်ပတ်ဆိုတာဒါပဲကျွန်တော်ကသိသွားပြောချင်တာမြင်တော့လေတကယ်ဗုဒ္ဓကျေးဇူးကြီးတယ်အဲ့ဒီနှစ်ခုတော့သိရမယ်ရှေ့စိတ်နောက်စိတ်တန်ဖိုးတန်းကြီး